ဒီကိုရလုံးမဲမင်္ဂလာပါဗျာနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့နော်ဒါဒီဗီဒီယိုပွဲရဲ့ကျွန်တော်ဒါဘောလုံးနာပွဲတွေကိုဘိုးပေါင်းအောင်နဲ့ကျွန်တော်နှစ်ပွဲလုံးဒါစုံအောင်ခဲ့တယ်ဗျာနော်ဒါဘောလုံးနာပွဲဆိုရင်လည်းဒါစုံအောင်နဲ့ဗီဒီယိုပွဲတော့ကျွန်တော်ဗီဒီယိုပွဲတွေတော့အကျန်ပေးခဲ့တယ်ဗျာနော်ဒါဗီဒီယိုဂီတာဖေးကိုရှုံးသွားတယ်ဗျာနော်ဟိုဗီဒီယိုအနေနဲ့ဒါလူမစုံတဲ့ပုံစံမျိုးလေးဖြစ်လို့လက်ရှိဒါချင်းစားမိုင်းရလည်းရရင်မကောင်းဘူးအားရမရှိဘူးအဲ့တော့ဒါဂီတာဖေးကလည်းဗျာတစ်ဖက်တင်းကလည်းကျွန်တော်တို့ပြိုင်ဘက်တင်းရဘလောက်ကောင်းကောင်းလားအနည်းဆုံး3လောက်ထိဒါဆွဲခေါ်တဲ့အကျင့်လေးရှိတာကြောင့်နော်3လောက်မဟုတ်တခါတည်းမှာအနိုင်မှာယူသွားနော်ဒီရဲ့တော်တော်လေးကိုဒါစုပ်ပြတ်တတ်နေတယ်နော်ဒီနေ့မှာလည်းကျွန်တော်တို့ဒါ Premier League ပြန်စပြီဆိုတော့ဒီထဲမှာနှစ်ပွဲရေးချက်ပေးထားတယ်ပထမဆုံးเนี่ยကျွန်တော်ဒါ Leeds United နဲ့ Sunderland ပွဲကိုကျွန်တော်သုံးသပ်ပေးချင်တယ်နော်လက်ရှိ Leeds United နဲ့ Sunderland ကကျွန်တော်ဒါ table ရဆိုလို့ရှိရင် Sunderland ကဆက်နဲ့မှာရှိပြီးတော့ Leeds United ကဆက်15မှာရှိတယ်ဒီပွဲသာရှုံးခဲ့မယ်ဆိုလို့ရှိရင် Leeds United အတွက်တရားနည်းနည်းလေးတော့များလာပြီဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းစုံနဲ့အများကတ်သွားရင်အမှတ်တရနော်တိတ်မဟတော့ဘူးအစင်းစုံနဲ့ရန်ကတ်သွားတဲ့ကြောင့် pressure လေးရောရှိလာတယ်နဲ့ Sunderland ကတော့ဒီဘက်တည်ရရင်ကိုအစစ်ဖြစ်နေတဲ့အနေအထားမျိုးဖြစ်တယ်နော်အဲ့တော့ဒီနေ့ကျွန်တော်ဒီ Leeds United ရဲ့ဒါအိမ်ကွင်းပိုင်းဆက်ဆောင်ကိုဆက်ကြည့်ရမယ်ဆိုလို့ရှိရင် Leeds United ကကျွန်တော်အိမ်ကွင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒါဟိုအိမ်ကွင်းနောက်ဆုံး5ပွဲလောက်မှာ2ပွဲနဲ့2ပွဲရှုံးပြီးတစ်ပွဲတည်ကြထားတယ်ဒါပေမဲ့ရှုံးတဲ့ပွဲတွေရလည်းဒါအတင်းကြီးเนาะဒါ Man City တို့ Arsenal တို့အတင်းမျိုးဒါရှုံးနေထားတာလည်းဖြစ်တယ်เนาะအဲ့တော့အိမ်ကွင်းပိုင်းရှုံးထားတယ်ဆိုပေမဲ့လည်းဟိုလက်ရှိသူ့ရဲ့နေသားရဆိုလို့ရှိရင်ဒါကောင်းတယ်လို့ပြောလို့ရတဲ့ပုံစံမျိုးမှရှိတယ်ကျွန်တော်တို့ Sunderland ကတော့เนาะနောက်ဆုံးအဝေးကွင်း5ပွဲမှာဆိုလို့ရှိရင်တစ်ပွဲနိုင်ပြီးတော့2ပွဲရှုံးပြီး2ပွဲတည်ကြရတယ်ဗျာเนาะဟို Sunderland ကလည်းအဝေးကွင်းတွေမှာဆိုလို့ရှိရင်တည်ပွဲရနည်းနည်းများတယ်เนาะတည်ပွဲနည်းနည်းများတယ်ပြီးတော့လက်ရှိဟို table ရဆိုလို့ရှိရင်ဒီပွဲတည်ကြမှာဆိုတော့ Sunderland က AC ပဲဗျာเนาะတည်ပြီးတော့ fresh ဟို PR အရင်မများဘူးဗျာเนาะ Leeds United ကတော့ PR များတယ်ဘာလို့လဲဆိုတော့တက်စင်းစုံနဲ့ရောက်မှာဖြစ်တဲ့အတွက်ကြောင့် PR တော့နည်းနည်းများတယ်အဲ့တော့ဒီနေ့မနက်ပေးထားတဲ့ဈေးတန်းဒီကျွန်တော်တို့เนาะLeeds United ကနေပြီးကျွန်တော်တို့တစ်လုံးသွင်းရင်ဒါ95ပြစားတယ်เนาะဒီမနက်ပေးထားတဲ့ဈေးတန်းကဂိုးပေါင်းကတော့ဒါနှလုံး60ပါเนาะLeeds United အနေနဲ့အိမ်ခွဲမှာSunderlandကိုတည်ကြလို့မရတဲ့ဈေးတန်းမျိုးဖြစ်တယ်အဲ့တော့အနည်းဆုံးဒီပွဲဒီ Leeds United ကဒါကတ်နိုင်လို့များတယ်လို့လည်းပြောလို့ရတယ်လို့တည်ကြနိုင်ကြီးကပိုများတယ်เนาะတည်ကြနိုင်ကြီးကျွန်တော်တို့ကပေါ့80ရာခိုင်နှုန်းလောက်ထိတော့ရှိတယ်เนาะဟိုတကယ်လို့ Leeds United ကနိုင်ခဲ့မယ်ဆိုရင်တော့မှအနိုင်ဆုံးပေါ်ခဲ့မယ်ဆိုရင်တော့မှ 1-0 သို့မဟုတ် 0-1 ဟို1-1 1-2 တပေါက်အဲ့လောက်ပဲသွားဖို့များပါတယ်เนาะအဲ့တော့ဒီနေ့ပြထားတဲ့ဇာတ်ရဆိုလို့ရှိရင်ကျွန်တော်က body tap ဂိုးပေါင်းကိုကျွန်တော်ပို့ကြိုက်တယ်เนาะဂိုးပေါင်းကကျွန်တော်တို့နှလုံးကိုပြ60ရှုံးဆိုတော့ဒီနေ့ပွဲဒီဒါ Sunderland ကလည်းဝေးခွင်းတွေမှာတကိုးလောက်ပဲသွင်းနိုင်တယ်ဟိုတေးပွဲရများတယ် Leeds United ကလည်းဒါအတင်းကြီးရဲ့အတွက်ရင်ဒါ Forest ကိုဗျာဂိုးပြ3-1လောက်နဲ့နိုင်ထားတာလွယ်ရင်ဒီနောက်ဆုံး5ပွဲလောက်မှာဆိုလို့ရှိရင်ဟိုတေးပွဲရလည်းနည်းနည်းလေးများလာတယ်ကျွန်တော်ဒီနေ့ပွဲဒီကျွန်တော်တို့ဘောင်းဝမ်းတစ်ပေါက်ဖြစ်ဖို့ကနည်းနည်းလေးရာခိုင်နှုန်းများတယ်เนาะဘယ်လိုဖြစ်ဖြစ်ကျွန်တော်ကဒီပွဲမှာဂိုးပေါင်းအောက်ကိုကျွန်တော်စွန့်စားကြည့်ခြင်းနဲ့ဒီညီကိုတွေကြိုက်တွေညီကိုတွေရှိရင်တော့ဆော့ပါကျွန်တော် body ကတော့ lead body ကိုပဲကျွန်တော်ကြံပြတယ်ပဲเนาะဒီအနေဆုံးတေးလောက်ထိရှိမယ်လို့ထင်တယ်เนาะနောက်တစ်ပွဲကကျွန်တော်တို့Wolverhampton နဲ့ Liverpool ပဲเนาะWolverhampton ကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့အပတ်လည်းကျွန်တော်တို့ Wolverhampton ပွဲကိုရွေးချယ်ပေးခဲ့တယ် Aston Villa နဲ့ပွဲမှာ Wolverhampton body ပေးခဲ့တာပဲเนาะလုံးဝဒါရခဲ့တယ်စုံရခဲ့တယ်เนาะအဲ့ဒီလုံးဝလည်းအဲ့တော့ Wolverhampton ကလည်းကျွန်တော်တို့တက်ဆင်းဆုံးအဆင့်20ရနေပြီတက်ဆင်းရဖို့တော့တေချာတော့ဖြစ်နေပြီဆိုပေမဲ့လည်းသူတက်နိုင်တော့ဒါအိမ်ခွဲမှာတော့ပြန်ပြီးတော့ရုံးကန်နေတယ်ပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒါမီလာကိုနိုင်တယ်အာဆင်နယ်ကိုတေကန်ထားတယ်เนาะဟိုအောက်ဆုံးအသင်းကပေါ်ကအသင်းတွေကိုဒုက္ခပေးတဲ့ပုံစံမျိုးပြเนาะLeeds United ရဲ့တက်ဆင်းဆုံးရုံးအောင်လည်းကျွန်တော်တို့သွားပြီး short တက်လို့မရဘူးအဲ့တော့ hard to hard အရာချိမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Wolverhampton ကတော့ဒါဟိုနောက်ဆုံးပြဆုံးခဲ့တဲ့ကျွန်တော်တို့3ပွဲလောက်ပြန်ချိမယ်ဆိုလို့ရှိရင် Wolverhampton ကအိမ်ခွဲမှာတစ်ပွဲနိုင်ပြီးတော့ Liverpool က2ပွဲတိတိနိုင်ထားလိုက်တယ်เนาะ3ပွဲလုံးကလည်းအနေဆုံးတွင်ကို2သင်းပေါင်း3လို့တိတော့ရှိတယ်ပြီးတော့ Wolverhampton ကလည်းလက်ရှိအိမ်ခွဲမှာဆိုလို့ရှိရင်ဂိုးတွေပြန်ရနေပြီเนาะဂိုးမတင်နိုင်တဲ့အနေထားတော့မဟုတ်ဘူးဂိုးတွေပြန်ရနေပြီအာဆင်နယ်ကို2ဂိုးပြန်သွင်းထားတယ်အက်စတိုဗီလာကို2ဂိုးပြန်သွင်းထားတယ်ချက်စီကို2ဂိုးပြန်သွင်းထားတယ်ဗျာเนาะအသင်းကြီးတွေအပေါ်ကအသင်းတွေကိုပဲပြန်သွင်းထားတာအဲ့တော့Wolverhamptonကဒီနေ့ပွဲမှာဂိုးရနိုင်ချင်များတယ်ဒီနေ့ပေးထားတဲ့ကျွန်တော်တို့ဈေးတန်းရဆိုလို့ရှိရင်လည်းလီဗာပူးကနေပြီးတော့နှလုံးပြတ်မှနိုင်မဲ့ဈေးတန်းမျိုးဗျာเนาะတစ်လုံးသွင်းရင်ကျွန်တော်တို့ -20 ဗျာเนาะနှလုံးပြား20ရှုံးတယ်ဂိုးမှာတော့3လုံးကိုဒါပြား20စားမယ်ဗျာเนาะအဲ့တော့လီဗာပူးနေနဲ့ဟိုလက်ရှိခြေစွမ်းလေးကနည်းနည်းလေးပုံမှန်ပြန်ကောင်းလာတယ်ဆိုပေမဲ့လည်းအဝေးကွင်းဆက်ဆောင်ကြီးကကျွန်တော်တို့3ပွဲနိုင်ထားတယ်နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်အဝေးကွင်းဆက်ဆောင်ကြီး3ပွဲနိုင်တစ်ပွဲတည်တစ်ပွဲရှုံးတယ်ဒါလက်ရှိဒီမှာကအခြေစွမ်းလေးကနည်းနည်းလေးပြန်ကောင်းလာတယ်မှာပါတယ်ဆိုပေမဲ့လည်းဒီပွဲမှာ Wolverhampton ကဟိုပေါ်အသင်းတွေဒုက္ခပေးနေကြဆိုတော့ဒီမှာဘူးနောက်ကိုပြတ်ဖို့ကတော့နည်းနည်းတော့မလွယ်ဘူးဗျတော်တော်လေးကိုရုံးရမယ့်ပုံစံမျိုးတော့ရှိတယ်အဲ့တော့ပြီးတဲ့ဈေးတန်းတစ်လုံး20ကိုကျွန်တော်ကတော့Wolverhampton body ပဲကျွန်တော်ပို့ကြိုက်တယ်เนาะတကယ်လို့ဒီမှာဘူးနိုင်ခဲ့မယ်ဆိုတော့1-2 တစ်ပေါက်သွားဖို့များတယ်
ကတ်နိုင်ဖို့ပဲများတယ်နော်ပုံပြဖို့ကတော့မလွယ်လောက်ဘူးလို့ထင်တယ်အဲ့တော့ဒီနေ့ပြည်နယ်စင်းရဆိုကျွန်တော် overhand body ကြိုက်တယ်ကိုဘောကတော့ကျွန်တော်တို့၃လုံးကိုပြ20စားဆိုတော့နောက်ဆုံးတစ်ဆုံးကလေး၃ပွဲလုံးမှာလည်းဂိုးပေါ်လာသလို overhand ကလည်းဒီနောက်ပိုင်းပွဲတွေမှာဂိုးတွေပြန်သွင်းထားတဲ့ကြောင့်ဒီဘဘူးကလည်း overhand သွင်းတယ်ဆိုလို့ရှိရင်ဒီဘဘူးကလည်းလိုက်သွင်းပါလေဗျာအနည်းဆုံးကတော့3လုံးရှိတယ်ဗျာအနည်းဆုံးဂိုးဘောက3လုံးတော့ရှိပါပဲအဲ့တော့ကျွန်တော်ကဒီနေ့ဒီဘဘူးကတော့ဂိုးဘောပေါ်ကျွန်တော်ကိုကြိုက်တယ်နော်ဒီကျွန်တော်နှစ်ပွဲရေးချက်ပေးခဲ့တယ်ဒါလေးလိုက်တဲ့ပွဲကိုတော့ဒါ lead body ရဲ့ဂိုးဘောကောက်ရဲ့ရေးချက်ပေးခဲ့တယ်လေဘောက်ပွဲကိုတော့ကျွန်တော် overhand body နဲ့ဂိုးဘောပေါ်ကိုကျွန်တော်ကိုကြိုက်တယ်နော်နေ့တော့တော့ပဲပြနော်ကျွန်တော်ပွဲတွေကိုကျွန်တော်မောင်းကတ်တွေ channel ထဲမှာနော်ဒါတင်ပေးတယ်တပွဲကောင်းတင်ပေးတယ်ဝါသနာပါတဲ့ဒီကိုတွေကလာရောက် join ပြီးတော့လေ့လာလို့ရတယ်နော်အားလုံးအဆင်ပြေပါလိမ့်မယ်နော်ဘယ်လက်ပါ